Already ဒါမှအိမ်လုံးနဲ့လှုပ်လာကြတဲ့သူတွေကြောက်ကြတဲ့ Ramadan လကိုရောက်လာပါပြီ။ Islam ဘာသာဝင်တွေအတွက်အထူးခြားဆုံးနဲ့အမွန်မြတ်ဆုံးလလို့ပြောရင်လည်းမမှားပါဘူး။ဒီနေ့ကတော့ချက်နီးကိုအဓိကပြောပြမှာမဟုတ်ဘဲနဲ့ဒီနေ့တနေ့ကုန်ဘာတွေချက်ရလဲဆိုတာကိုပြပေးမှာဖြစ်ပါတယ်။ကျမကတော့မုံတွေလုပ်ပြီးထဲမဲ့ပကံစားတထိမနဲ့တိုင်ပင်ပါတယ်။တထိမကလည်းနင်းစင်ပြေသလိုလှုပ်လိုက်ဆိုပြီးမိဖို့ကြောင့်တစ်ခုလုံးကျမကိုအပ်ထားတာဆိုတော့ချက်ပြီးရင်လှလှပပလေးပြင်ဆင်ရတာကိုကြိုက်တဲ့ကျမကတထိမဝယ်စုထားတဲ့ပကံတွေအကုန်သွားထုတ်လာခဲ့ပါတယ်။ဒါကတော့စွန်ပလွန်ရိုပါရှင်ဝါဖြေတဲ့အချိန်စွန်ပလွန်သီးနဲ့ရေကိုအရင်သုံးဆောင်ပြီးမှတခြားဟာတွေစုပြီးတော့စားကြပါတယ်။ Ramadan လမှာအာယုံတက်ချိန်ကနေနေဝင်ချိန်ထိစားစာနဲ့ရေကိုရှောင်ကျင်ရတဲ့ပြင်မကောင်းတဲ့ပြုမှုမျိုးမလုပ်ရပါဘူး။ဥပမာဒေါသထွက်တာတို့အတင်းပြောတာမျိုးတို့ပေါ့နော်။အထိမပြောပြတာကတော့ဥပုသ်ဆောင်ရတဲ့အဓိကရည်ရွယ်ချက်ကကိုယ်စိတ်ကိုထိန်းချုပ်နိုင်ဖို့စာရေးစာငတ်မွတ်တဲ့လူတွေကိုကိုချင်းစာတတ်ဖို့လို့ပြောပါတယ်။ဝေကြေးတက်နိုင်ကြတဲ့လူတွေကဒီလမှာဆင်းရဲသားတွေကိုပို့အလေးပေးလူဒန်းကြတဲ့ဒလိလည်းရှိပါတယ်။ဒါတော့ဟာလာပေါ့နော်စွပ်ပြုတ်လုပ်ဖို့အတွက်ပါရှင်။ Ramadan လပြီးဆုံးသွားတဲ့ခါမှာတော့အင်းနီလို့ခေါ်တဲ့ဝါကျုပ်ပွဲတော်ကိုပျော်ပျော်ပါးဆင်နွှဲကြပါတယ်။ဒီလိုမျိုးအချိန်တိုင်းတာတစ်ခုထိစာရေးစာရှောင်ကျင်တာကကျမရေရှူတောင်းကနေကြည့်မယ်ဆိုရင်လေခန္ဓာကိုယ်ရဲ့စိတ်တောက်တွေကိုပြေးစေတယ်။ cell အသစ်တွေဖြစ်ဖို့အတွက်လည်းအထောက်အကူပြုတယ်လို့ပြောကြပါတယ်။ကင်းလွတ်ခွင့်ရှိတဲ့သူတွေကတော့နေမကောင်းဖြစ်နေတဲ့သူခရီးသွားနေတဲ့သူကိုဝန်ဆောင်တက်ကြီးရွယ်အိုနဲ့အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုကင်းလွတ်ခွင့်ပေးထားပါတယ်။စားစာရှောင်တာတခုတည်းမဟုတ်ဘဲနဲ့လိုက်နာရမယ့်ကျင့်ဝတ်တွေလည်းအများကြီးရှိပါတယ်။ဥသားစကားမပြောရသူတစ်ပါးကိုမဖြက်စီးရအတင်းမပြောရဒါမျိုးတွေစိတ်ကိုထိန်းချုပ်ရတယ်ပေါ့နော်။ဒါမို့ဒီလောက်စိတ်ဓာတ်ကြံ့ခိုင်မှုလက်ကျင်ကန်ဆင်းနေလားလို့တင်စားခေါ်ဝေါ်ကြပါတယ်။ဒီလိုတွေပြောတော့အမမွတ်စလင်လားလို့မေးတဲ့လူလည်းရှိသေးတယ်။အမမွတ်စလင်မဟုတ်ပါဘူးဗုဒ္ဓဘာသာစစ်ပါရှင်။ကျမခံယူချက်ကတော့ကိုယ့်ဘာသာကိုလည်းယုံကြည်ကိုင်းဆိုင်တယ်လို့တခြားဘာသာကိုလည်းမပုတ်ခတ်မစော်ကားပါဘူး။စွန်းရောက်